ဘော်ဒါနဲ့ပွဲကဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်ပောက်ကွဲခဲ့တဲ့အာဒီတာအာဆင်နယ်အသင်းဟာမန်စီးတီးရှုံးနေခဲ့တဲ့အပေါ်အခွင့်ကောင်းမယူနိုင်ခဲ့ပဲနော်တင်ဟမ်ဖော်ရက်နဲ့ဂိုးမရှိသေးကြခဲ့လို့ပြိတ်သက်တွေစိတ်ပြက်ခဲ့ရပါတယ်ဒါပေမဲ့ပွဲပြီးမှနီးပြအာဒီတာကတော့အမှတ်ရော့ခဲ့တာထက်မပေးခဲ့တဲ့ပင်နယ်တီတစ်ခုပေါ်ပို့ပြီးဒေါသထွက်နေခဲ့ပါတယ်ပွဲချိန်မိနစ်80ဝန်းကျင်မှာအာဆင်နယ်တိုက်စစ်ဆင်မှုကနေတဆင့်ဖော်ရက်နောက်ခံလူအိုလာအိုင်နာရဲ့လက်နဲ့ထိခဲ့တဲ့ဖြစ်ရတစ်ခုရှိခဲ့ပါတယ်ဗီဗာနဲ့ပြန်ကြည့်ခဲ့ပေမဲ့ဒိုင်လူကြီးကပင်နယ်တီမပေးခဲ့ပါဘူးအာတီတာကဒါဟာပင်နယ်တီအစ်စ်မှန်မှာကျွန်တော်ပြန်ကြည့်ပြီးပါပြီသူဟာဘောလုံးကိုလက်နဲ့ပုတ်ထုတ်ဖို့တမင်ရည်ရွယ်ချက်ရှိလုပ်ခဲ့တာရှင်းနေတာပဲဘာလို့ပင်နယ်တီမပေးလဲဆိုတာကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရပါတယ်လို့ပြောကြားခဲ့ပါတယ်ဒါအပြင်ဒိုင်လီရေးတွေရဲ့ရှင်းပြချက်ဟာလည်းမှားယွင်းနေကြောင်းဒီပင်နယ်တီသာရခဲ့ရင်အာဆင်နယ်ဟာဇယားထိပ်မှာ6မှတ်အထိဖြတ်နိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးခဲ့ရတာဖြစ်လို့အရန်စိတ်ပြတ်မိကြောင်းဆိုခဲ့ပါတယ်အာဆင်နယ်ကဒီပွဲမှာဂိုးသွင်းဝင်၄ချိန်ထပ်မနဲ့ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပဲပရီးမီးယားလိမှာ2ပွဲဆက်တိုက်ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းစိုးတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါတယ်။လက်ရှိမှာတော့မန်စီးတီးအထက်9မှတ်အသာနဲ့ဇယားထိပ်မှာဆက်ရှိနေသေးပါပဲ။ပရိသတ်ကြီးရောဘယ်လိုမြင်လဲ။ဟိုလာအိုင်တာရဲ့လက်ထိဘောကတကယ်ပဲပင်နယ်တီပေးတင်တာလား။အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းအားနည်းချက်ကြောင့်ပဲအမှတ်လျော့ခဲ့တာလား။ comment မှာဆွေးနွေးညှင်းခုန်သွားခဲ့ပါအောင်။